မင်္ဂလာပါမနေ့ခင်းတွေမှာပေါ်ပါလန်းဆန်းနေတယ်ဆိုရင်အဲ့ရနုလူချင်းဒီလေ့ကျင့်ခန်း၄မျိုးကိုတစ်မျိုးကိုစက္ကန့်30သုံးဖို့အချိန်20နှစ်ကြောစီတော့လိုက်ပါလေ့ကျင့်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်အခုလိုအလုပ်ရမ်းများတဲ့ busy professional တွေအတွက်တရက်မှာမိနစ်20လောက်ပဲအချိန်ပေးလေ့ကျင့်ရုံနဲ့တည်းတနေ့တာလှုပ်ရှားသွားလာမှုတွေမှာပုံမတိုးတက်ကောင်းမွန်လာမယ်။ကျန်းမာပေါ်ပါပြီးကိုယ်ရည်စစ်ကျစ်လက်လာဖို့အထူးဒီဇိုင်းဆွဲထားတဲ့ကျွန်တော်ရဲ့ Rehab Elite 2060ဆိုတဲ့သင်တန်းလေးရှိနေပါ။ကျင်းသွားကြမလို့ပဲနဲ့အိမ်မှာပဲအလွယ်တကူလိုက်ပါလေ့ကျင့်လို့ရမယ်လေ့ကျင့်ခန်းတွေနဲ့စိတ်ဖိစီးမှုကင်းတဲ့အစားအသောက်ရွေးချယ်မှုတွေပြင် lifestyle တွေကိုဘယ်လိုထိန်းကျောင်းရမလဲဆိုတဲ့ needs တွေထည့်သွင်းသင်ကြားပေးတဲ့သင်တန်းလေးလည်းဖြစ်ပါတယ်။ဒီသင်တန်းလေးက Telegram private group မှာ recorded video တွေနဲ့နေ့စဉ်သင်ကြားပေးတာဖြစ်တဲ့အတွက်ကိုကလေ့ကျင့်ခန်းအတွက်အချိန်တကူတကကြီးပေးစရာမလိုတော့ဘဲနဲ့ပိုအားတဲ့အချိန်မှာမိနစ်20ပဲအချိန်ပေးပြီး live ပါလေ့ကျင့်ရုံနဲ့သင်တန်းကာလ2လအတွင်းမှာကျန်းမာပေါ်ပါပြီးကိုယ်ရည်စစ်ကျစ်လက်လာဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။သူတို့ဘာကိုဝန်တော့ကိုမဖြစ်စေတဲ့အပြင်ကိုယ်တိုင်လည်းပေါ်ပါပျော်ရွှင်မဲ့အနာဂတ်ကိုစတင်ဖို့ဒီသင်တန်းလေးမှာ join ဖို့ဖိတ်ခေါ်ပါတယ်။ဒီသင်တန်းလေးကဇွန်လ9ရက်နေ့မှာစမှာဖြစ်သလိုထိထိရောက်ကူညီပေးခြင်းတဲ့အတွက်လူဦးရေလည်းကန့်သက်ထားပါတယ်။ဒါကြောင့်သင်တန်းကိုအချိန်မီအပ်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။သင်တန်းလေးကိုစိတ်ဝင်စားတာဖြစ်ဖြစ်အသေးစိတ်ထပ်ပြီးဆွေးနွေးချင်တာဖြစ်ဖြစ်သင်တန်းအပ်ချင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ page messenger မှာ2060လို့စာလေးပို့လိုက်ပါကျွန်တော်ဘက်ကအသေးစိတ်ရှင်းပြချက်တွေနဲ့အကြောင်းပြပေးပါမယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်